ရှင်ဒါရှိရတော့ရမင်းဂျပန်တန်တန်းချောင်းမှာဆ iam ရမင်းပဲဖြစ်ပါတယ်ရှင်အခုဗီဒီယိုဖိုင်လေးကတော့ပညာဒါနသင်ပေးခြင်းလိုပဲဖြစ်ပါတယ်ဒါရှိရတော့ဒီနေ့မှာ3ဘက်ကိုပဲဦးစားပေးပြီးတော့ရွေးတယ်ပေါ့နော်ဟိုအရင်နှစ်တွေတုန်းက page မှာက54တွေကများများဆဆဖြစ်နေတယ်2သမားတွေ comment ကိုလည်းမြင်ပေမဲ့ဟိုကိုတဆင်ညင်းစီကွာသွားပေးတာဆိုတော့လေ3ပေါ့နော်ဒါထားပါတော့နောက်တစ်ခုကဒါကမကြခင်မှာ GMBD ဒီဇင်ဘာဆမီဝဲရဖြေရတော့မယ်လေဖြေရတော့မှာဖြစ်တဲ့အတွက်ကြောင့်ကိုတင်လိုက်တဲ့ဗီဒီယိုဖိုင်လေးကလေဆမီဝဲအတွက်အကျိုးရှိစေချင်တာမလို့ဘာတင်ရင်ကောင်းမလဲဆိုပြီးတော့တွေးကြည့်တော့ဒီအချင်းကအကြောင်းသားတိုင်းဒီမိကွန်ဟောင်းလောက်ရမယ့်အချိန်ကာလဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒါရှိကမိကွန်ဟောင်းလေးလုပ်ပြီးမယ်ဆိုပြီးတော့တွေးမိတယ်အဲ့ဒီကမှာကို့အပြင်တန်းနေ online တန်းနေမှာလည်းမိကွန်ဟောင်းလုံးနေရတဲ့ကျောင်းသားတွေရှိတယ်ပညာတန်းကလည်းသင်ပေးခြင်းတော့ဒါရှိပုံမှန်သင်နေကြစာအုပ်တွေမဟုတ်ဘဲနဲ့ဒါရှိစာအုပ်လေးတအုပ်ထပ်ပြီးတော့တွေးလို့ဒီစာအုပ်လေးတွေကနေပညာဒါနလုပ်ပေးခြင်းတာဖြစ်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဒီစာအုပ်ဘယ်သူမှမသင်ဘူးသေးတဲ့ဒါရှိသင်တန်းမှာကွာဒါရှိမသင်ရသေးတဲ့စာအုပ်ကိုတုံးလိုက်တော့သင်တန်းတက်နေတဲ့ကျောင်းသားများအတွက်လည်းအသစ်ထက်လေးလာဒီလိုဖြစ်တယ်ပညာဒါနကျောင်းသားများအတွက်လည်းဒါကအသစ်ဖြစ်မယ်ဆိုရင်နှစ်ဦးနှစ်ဖက်အစဉ်ပြေစေမဲ့ပုံစံပေါ့နော်ဒီစာအုပ်ကတော့လေဘာလဲဆိုရင်စကလုံးလေးတွေသေးတယ်အစုံများတော့လေအစုံများတဲ့ခါကျတော့စကလုံးလေးကတော်တော်ကိုတော့ပြူပြဲပြီးတော့တင်ရမယ်ပေါ့နော်စနစ်တအုပ်လုံးတင်ပေးမှလားဆိုတအုပ်လုံးမတင်နိုင်ပါဘူးရှင်ဘလို့မှမပြီးပါဘူးဟိုအပြင်တန်းတင်ပြီးပြန်လာတဲ့ညဘက်မှတင်ပါဆိုတော့လေကိုတင်ခြင်းတဲ့အပိုင်းလေးတွေအထောက်အကူပြုမဲ့ခက်လောက်တဲ့အပိုင်းလေးတွေအဲ့လိုမျိုးလေးတွေကိုရွေးပြီးတော့နေ့တိုင်းတင်ပေးသွားမယ်ပေါ့နော်စူးစမ်းပြီးတော့ကိုနေ့တိုင်းတင်ပေးသွားပါမယ်ဆမီဝက်ဖြည့်တဲ့နေ့အထိတရှိအပြင်တန်းကျောင်းသားတွေအတွက်ကော online တန်းတွေအတွက်ကောပညာဒါနကျောင်းသားများအတွက်ကောတက်နိုင်သမျှကိုလုပ်ပေးနိုင်တဲ့လောက်ပေါ့နော်လုပ်ပေးကြည့်ပါမယ်စူးစမ်းကြည့်ပါမယ်အခုဒီ file လေးမှာတင်ချင်တာကတော့စာအုပ်ဝယ်ရမလားဘာညာတရကမင်းနိုင်တာမလို့ဝယ်ခြင်းလဲဝယ်ခြင်းလဲမဝယ်ခြင်းလဲမဝယ်နေတော့ဒီဗီဒီယိုဖိုင်လေးနဲ့ပဲကြည့်လိုက်တော့တခြားစာအုပ်ဝယ်ဖို့အတွက်အပြင်ထွက်ရင်တရက်ကုန်နေဦးမယ်ဒီဗီဒီယိုဖိုင်နဲ့ပဲကြည့်ရင်ကြည့်ချလိုက်တော့နော်စကလုံးကတော့သေးတယ်တူတူပြူးပြဲပြီးတော့စာအုပ်ဝယ်လဲစာအုပ်ကစကလုံးကသေးမှာပဲနော်အဲ့တော့မထူးဘူးပြူးပြဲပြီးတော့ဒါကြည့်လိုက်တော့နော်မကြည့်ဒါဇွန်းဆွဲထားတာပဲဒီတက်ဇွန်းဆွဲရင်လည်းမရတော့ဘူးအဲ့တော့တရှိကအခုတင်ချင်တာကဒီဗီဒီယိုဖိုင်မှာကိုဘာတွေးလိုက်လဲဆိုတော့ reading ထဲမှာ long reading ဟိုမှာနောက်ဆုံးတစ်ပုဒ်အချက်လက်ရှာတဲ့ပုဒ်တို့တွေကဒီပုဒ်စာတွေကိုလေ့ကျင့်ပေးလိုက်မှာတရှိက listening နဲ့လေ့ကျင့်ပေးမယ်အသုံးဝင်လောက်မယ်ဟာ key point လေးတွေပေါ့နော်ပုံစံတူလေးတွေနေ့တိုင်းခဏပြလိုက်အထာမြင်သွားရင်ဒါအထောက်ကူပြုသွားမယ်ကွာအဓိကကလေအထာအသိဖို့ပဲလိုတာသူတို့ဘယ်လိုလုပ်ရမလဲဘာလေးညာလဲအထာအသိဖို့ပဲလိုတာတရှိကနီလန်လေး guideline လေးပြပါမယ်စမီပွဲမှာ reading နောက်ဆုံးပုဒ်ကသဲလွန်စာရှာတာအစာဆန်ဆန်ပြောရင်တော့အချက်လက်ရှာတာပေါ့ကိုကတော့သဲလွန်စာရှာတဲ့အပုပ်လို့ပဲပြောမယ်ကိုရှာပြမယ်နော်ဒါရှိနဲ့တူတူလိုက်ပြီးတော့နောက်ပုပ်စာရဲ့ဆက်လေးချင်းလိုက်ပြီးတော့တူတူတွေးမယ်ဒါမေးခွန်းလေးစပြီနော်မြင်ရမလားတော့မသိဘူးအနေစနေဒီမှာကြည့်မယ်ဖိုဤခုဆန်ဝအာရှတာနော်ပြောပြမယ်နော်ကိန်းကနန်းနေအချိန်နေပတ်စံနေဒါတွေကသဲလွန်စားပါအချက်အလက်ပါသဲလွန်စားကွာတို့တွေကွာ random man game တွေပါကြည်ဘူးလားမသိဘူး game တွေပါရှိတယ်ကွာ game တွေပါကြည့်တဲ့အခါမှာလေသူသဲလွန်စားကနန်းလေးတွေပါလေးတွေပေးထားတယ်အဲ့ဒီကနန်းသုံးပြီးတော့အဖြေမှန်ရှာရတာအဲ့လိုသဘောတရားမျိုးဒီလိုနောက်ဆုံးပု္ပ္ပစာကဒါကတော့ဖြေဘူးတဲ့လူတွေလည်းသိပါတယ်ဒါပေမဲ့လုံးဝပထမဆုံးချိန် first time အခုမှဖြေမဲ့လူလည်းရှိနိုင်တယ်ဒါကြောင့်မလို့အကုန်ပြောပြတာဒီလိုပု္ပ္ပစာကဤဒီမရွေပါတာပြန်ရှင်တို့မိုးလင်းသွားမယ်မပြီးနိုင်မစည်းနိုင်အရေးကြိုင်နေဖြစ်ပြီးတော့ရှာလည်းမတွေ့ဘူးတို့တွေကဘယ်နေရဘယ် point ဘာထောက်အဲ့လိုအချက်နဲ့အဖြေရအောင်ယူမယ်အမှတ်တွေရအောင်ယူကြမယ်ကဲစမယ်ထားအောင်မနော်ကိန်းကနန်းတွေကသဲလွန်စာနော်ကိုပြောတယ်နော်ဖူခုဆန်သူဘာဆန်ဖြစ်ဖြစ်အာရှတာနော်မနက်ဖြန်12လပိုင်း14ရက်နေ့စနေနေ့ဒါရှိအများကြီးပြသွားမယ်ကျောင်းသားတို့ခေါင်းထဲမှာမှတ်မိတဲ့လောက်တော့ကြံခဲ့ပေါ့တခါတရံကိုကလေတဲလွန်စာဖြစ်မယ်လို့ယူလိုက်မိတဲ့ဟာကတဲလွန်စာမဟုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်မလိုအပ်တဲ့အပေါ်အချက်လက်ကြီးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပိုသွားတာကိစ္စမရှိဘူးတဲလွန်စာအချက်လက်လိုသွားရင်တို့တွေအဖြေထွက်ဖို့ရတက်သွားလိမ့်မယ်အဲ့ဒါကြောင့်ဖြစ်နိုင်ခြင်းမှန်သမျှအကုန်မှတ်ထားလိုက်မယ်ကိန်းကနန်းကတော့ကျင်းတီပေါက်တဲလွန်စာပဲအချိန်အားဖြင့်12လပိုင်း14ရက်နေ့စနေနေ့မှာတငယ်ချင်းနဲ့စန်းနင်းတဲ့3ယောက်သားတငယ်ချင်းနေနဲ့3ယောက်ပေါ့စုစုပေါင်း3ယောက်ကရဆုတိုရက်မီဇူမီကိုမဲအီဇူမီရဆုတိုရက်အီဇူမီဒီယိုသွားကျင်တာ12လပိုင်း14ရက်နေ့
ဒီကိုသွားကျင်တာတိုခုဘက်ဆော့ရန်ချီခိုးစု B ဒါကိုဒီလိုစကားလုံးတွေကအမလီ special plan တဲလွန်စားတွေတိုခုဘက်ဆော့ရန်ချီနေ့လေစာအထူး special နေ့လေစာ B course ကို3ယောက်စာဘိုကင်လောက်ထားတာတိုမိုရာချီဟီတိုရီတငယ်ချင်းတယောက်ကဣခဲနာကုနာတာမသွားနိုင်ဘူးမသွားနိုင်တော့ခေါနောဥချီဒီနေ့အတော်အတွင်းမှာဘိုကင်လောက်ထားတာကမနက်ဖြန်မှာ3ယောက်စာဒီ B plan ကိုဘိုကင်လောက်ထားတာ3ယောက်ထဲမှာ1ယောက်ကမသွားနိုင်လို့ဒီနေ့မှာဟီတိုရီဘွန်1ယောက်စာကိုကန်ဆယ်လုပ်ချင်တာကန်ဆယ်ကဘလောက်လဲရထားတဲ့တဲလွန်စားတွေကသူတို့သွားကျင်တဲ့အချိန်က12လပိုင်း14ရက်နေ့နေ့ရက်ကစနေနေ့ယူထားတဲ့ plan က course B ဆိုင်ကဒီဆိုင်အဲ့ထဲမှာတယောက်ကကန်ဆယ်လုပ်ချင်တာယူထားတဲ့နေ့ကမနှက်ဖန်အတွက်ကန်ဆယ်လုပ်ချင်တာဒီနေ့ဘလောက်ပေးရမလဲကြဒါဆိုရင်ဒါသဲလွန်စားဆိုရင်ဒီမှာရှီလျားထွေပြပြီးအမလေး ABC ဘာညာတရကမဖတ်နဲ့လက်ရှိပြောမယ်ဒီအချက်လက်တွေပေးထားတာအားရပေးထားတာမဟုတ်ဘူးသူပြောတဲ့ဆိုင်အောင်ကြည့်ရဆုတိုရန်အီဇူမီဆိုင်ဒီမှာမြင်အောင်ကြည့်မျက်စိနဲ့နဲ့လင်ရမယ်ဒီမှာသူပြောတဲ့ဆိုင်နေဆိုင်နမဲတွေတွေ့တယ်နော်ဒီမှာဒါဆိုတို့တွေဒီ box ကိုအာယုံဆိုင်မယ်ဒီဆိုင်အောင်ဘိုကင်လောက်တာဒီဆိုင်အောင်ဘိုကင်လောက်တာထပ်ပြောတယ်ဒီဆိုင်အောင်ဘိုကင်လောက်တာအဲ့ထဲမှာဒီဆိုင်ရဲ့ B ရန်ချီကိုစု B ဒီမှာ B နေရာကိုကြည့်မယ် B မှာဈေးက2မျိုးရှိတယ် lunch နေ့လယ်စာ B course ကိုယူရင်ဈေး2မျိုးရှိတယ်3500နဲ့4000ဘာကွာလဲဂျားရက်ဆိုရင်3500ပိတ်ရက်ဆိုရင်4000စနေတနင်္ဂနွေဒါဆိုသူတို့ဘိုကင်လောက်ထားတဲ့ဈေးက4000နဲ့သူတို့ဘိုကင်လောက်ထားတာ4000နဲ့ဒီဆိုင်ရဲ့ဒီ course ဆိုရင်4000ဒါပေမဲ့ तू ကဘာဖြစ်လဲကန်ဆယ်လုပ်ချင်တာ तू မေးတဲ့မေးခွန်းကပါလေကန်ဆယ်ဆိုရင်ဒိုးရီရှားမှာကန်ဆယ်ကြောင်းလို့မျက်စိလင်နဲ့ကန်ဆယ်ဆိုတဲ့ဝက်ကြောက်ကိုလိုက်ရှာကြမယ်ကန်ဆယ်ဘာသာပြန်ခိုင်းတာမဟုတ်ဘူးနော်ကန်ဆယ်ဒီနားလေးမှာတွေ့ပြီကန်ဆယ်ဒီဝက်ကြောက်ဘာပြောလဲဆိုတော့ကန်ဆယ်လူလျောကန်ဆယ်ကအသုံးပြုမဲ့နေ့ကိုဘိုကင်လောက်ထားတဲ့နေ့အသုံးပြုမဲ့နေ့ရဲ့4ရက်မတိုင်ခင်ဆိုလိုတာကထားပါတော့ဘိုကင်လောက်ထားတာ9ရက်နေ့ဆိုရင်ဘိုကင်လောက်ထားတဲ့နေ့ရဲ့4ရက်မတိုင်ခင်ဆိုတော့သူ့ရှိက4 3 2 1အဲ့လိုနေ့ကိုပြောတာအဲ့လိုနေ့ဒီဆိုရင်ကန်ဆယ်က free ပဲဆိုလိုတာကဘိုကင်လောက်ထားတဲ့နေ့မတိုင်ခင်ရှေ့4ရက်မှာကန်ဆယ်လုပ်ရင် free 3ရက်မတိုင်ခင်ကနေရှေ့1ရက်အထိပဲဆိုရင်ဆိုလိုတာကဘိုကင်လောက်ထားတဲ့နေ့ဒီနေ့ဘိုကင်လောက်ထားရင်ဒီနေ့ဘိုကင်လောက်ထားတယ်ဆိုသူ့ရဲ့အရှိ3ရက်ကနေသူ့အရှိ1ရက်ဆိုလိုတာကွာ3ရက်နေ့မှာဘိုကင်လောက်ထားရင်2ရက်1ရက်30ရက်အဲ့လိုမျိုးဘိုကင်လောက်ထားတဲ့နေ့ရဲ့3ရက်မတိုင်ခင်ကနေဘိုကင်လောက်ထားတဲ့8ရက်နေ့အထိအဲ့နေ့မှာကန်ဆယ်ပြန်လုပ်မိရင်20ရာခိုင်နှုန်းပေးရမယ်တိုးကြီးစော့ဘိုကင်လောက်ထားတဲ့နေ့မှာပဲကန်ဆယ်လုပ်ရင်100ရာခိုင်နှုန်းကန်ဆယ်ကပေးရမယ်တဲလွန်စားတွေသုံးသွားတယ်ဒီဆိုင်ဆိုတော့ဒီဆိုင် course က B ဆိုတော့ဒီမှာစနေနေ့ဆိုတော့ဒီနေရာ4000ကန်ဆယ်ကိုရှာတယ်ကန်ဆယ်ကိုရှာတော့ကန်ဆယ်ကဒီမှာကန်ဆယ်တာကဘိုကင်လောက်ထားတဲ့နေ့မရောက်ခင်4ရက်စောပြီးတော့ကန်ဆယ်လုပ်ရင် free ကန်ဆယ်လုပ်ပေးတယ်ဘိုကင်လောက်ထားတဲ့နေ့မတိုင်ခင်1ရက်နေ့မတိုင်ခင်3ရက်မှာကန်ဆယ်လုပ်ရင်20ရာခိုင်နှုန်းဘိုကင်လောက်ထားတဲ့နေ့အတိအကျမှကန်ဆယ်ပြန်လုပ်ရင်100ရာခိုင်နှုန်းသူပြောတာမနှက်ဖန်ဘိုကင်လောက်ထားတာဒီနေ့ကန်ဆယ်လုပ်ချင်တယ်ဆိုတော့ဘိုကင်လောက်ထားတဲ့နေ့ရဲ့8ရက်တည်းအကျုံးဝင်သွားတော့ဘလောက်ရာခိုင်နှုန်းလဲဆိုရင်မူလျော free တော့မရဘူး20ရာခိုင်နှုန်းအဲ့ဒီနေ့မှာမှကန်ဆယ်လုပ်တာမဟုတ်ဘူးဘိုကင်လောက်ထားတဲ့8ရက်ဖြစ်သွားတော့
မနှက်ဖန်ဘိုကင်လောက်တာကိုဒီနေ့ကန်ဆယ်လုပ်ခြင်းတော့20ရာခိုင်နှုန်းဆောင်ရမယ်20ရာခိုင်နှုန်းဆောင်တာချင်းတူရင်တော့4000တန်ကိုဆောင်ရတယ်ဘာလို့လဲ3500တန်ကိုစ်ကဂျားရဲ့အတွက်သူယူထားတာကပိတ်ရဲ့အတွက်ဆိုတော့4000တန်မလို့အဖြေကယွန်းမှန်ဖြစ်သွားမယ်အချက်အလက်တွေလိုက်ပြီးတော့ထောက်သွားတာနောက်တစ်ပုတ်ဒီမှာကြည့်ဘာကူဆန်ဝ12လပိုင်း16ရက်နေ့တနင်္လာနေ့တငယ်ချင်းနဲ့အတူတူဟီရူဂေါဟန်နေ့လယ်စာစားဖို့သွားဖို့တွေးထားတယ်ဝါရှော့ကုဂျပန်စာစားကျင်တာသူ့ရဲ့သဲလွန်စားကဝါရှော့ကုဒါကစားကျင်တဲ့နေ့သဲလွန်စားသူစားကျင်တာကဂျပန်စာစားကျင်ပြီးတော့ဘာလဲဆိုရင်မိုရီအိုးခုနီဒီဘူတာကနေလမ်းလျှောက်ရင်10မိနစ်ပဲလမ်းလျှောက်ရင်10မိနစ်တွင်းရှိတဲ့ဆိုင်ဒါသဲလွန်စားတွေနော်တစင်ပြီးတစင်အဖြူရှားမှာဒီနေ့စားကျင်တာဂျပန်စာနေရာကဒီပူတာကနေလမ်းလျှောက်ရင်10မိနစ်တွင်းရောက်တာသူ့ရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ဆိုင်သဲလွန်စာ3ချက်ပြီးအချိန်အစားအစာလမ်းလျှောက်ရင်10မိနစ်ဒါဆိုကြည့်မယ်ဒီမှာကြည့်မယ်နံပါတ်1ဒါကသူ့ရဲ့သဲလွန်စာမှာကြည့်လမ်းလျှောက်ရင်10မိနစ်ဒီ point ပေးထားရင်ဒီ point ပါတဲ့စကားလုံးကိုလိုက်ကြည့်ဒီသဲလွန်စာကအလကားပေးတာမဟုတ်ဘူးထောက်ပြီးတော့ရှာတက်ဖို့ပေးတာဒီနံပါတ်1ကိုရွေးရင်လမ်းလျှောက်ရင်10မိနစ် तू က10မိနစ်အတွင်းဆိုတော့ဒီဟာကိုစဉ်းစားလို့ရတယ်ဒီမှာလမ်းလျှောက်မယ်ဆိုရင်5မိနစ်နှစ်ခုစဉ်းစားလို့ရတယ်လမ်းလျှောက်မယ်ဆိုရင်3မိနစ်10မိနစ်အတွင်းဝင်တယ်ဒီဘူတာကနေလမ်းလျှောက်ရင်15မိနစ်သွားပြီဒီသဲလွန်စာကိုသုံးလိုက်တယ်သူပေးထားတဲ့အချက်ကိုသုံးပြီးတော့ထောက်ရှာလိုက်တော့ဆိုင်၄မျိုးတွေက1နဲ့3လေးဆိုင်၄မျိုးတွေကတစ်ဆိုင်ရော့သွားပြီသဲလွန်စာတစ်ချက်ကိုသုံးလိုက်တာ10မိနစ်အတွင်းမဲ့လိုချင်တော့10မိနစ်ကြော်နေတဲ့ဆိုင်တစ်ဆိုင်ကိုဖြုတ်လိုက်တယ်3ခုကျန်တယ်အဲ့ထဲမှာသူစားကျင်တာဝါရှော့ကုဂျပန်အစားအစာမျက်စိလင်အောင်ကြည့်ဒီထဲမှာကုစီကွာစီကနန်းနေဝါရှော့ကုဂျပန်အစားအစာနဲ့ကိန်းကနန်းတွေကမဆိုင်ဘူးကိန်းကနန်းတွေပတ်စံတွေကိုဖတ်မနေနဲ့ဒီနားမှာကြည့်ဘာလေးပါလဲဆိုတော့ဖူရန်စုလီယိုရီပြင်သစ်ဟင်းလျာဒီဆိုင်ကိုရွေးရင်ပြင်သစ်ဟင်းလျာစားမှာသူစားချင်တာကဂျပန်အစားအစာပြန်ပယ်လိုက်ပြီနှစ်ခုကြံတယ်တမ်ပူရာဆာရှိမိဂျပန်အစားအစာဒီဟာအချက်ကဒါကြိုက်ပြန်တယ်ကင်းဂိုင်းပင်လယ်နားမှာဖမ်းမိတဲ့ငါးတွေဆူရှီတွေဂျပန်အစားအစာ2မျိုးကြိုက်တယ်လမ်းလျှောက်ရင်10မိနစ်ဆိုတဲ့သဲလွန်စားကိုသုံးတော့နံပါတ်4တစ်ခုရော့တယ်ဂျပန်အစားအစာစားရင်တော့ပြင်သစ်အစားအစာဖြစ်တဲ့ဟာမလို့နံပါတ်1တစ်ပုတ်ရော့တယ်2မျိုးပဲကြံတယ်သဲလွန်စားတစ်ချက်ကြံသေးတယ်12လပိုင်း16ရက်နေ့တနင်္လာနေ့မှာ तू ကစားကျင်တာအချိန်သဲလွန်စားကြံတယ်အချိန်ကြံရင်အချိန်ကိုရှာအချိန်ဒီမှာနေ့ရက်တွေကိုကြည့် TQB တတ်မှတ်ပိတ်ရက်ကဗုဒ္ဓဟူး तू စားကျင်တာတနင်္လာနေ့ဆိုတော့ဗုဒ္ဓဟူးနေ့မှာပိတ်တော့ဒီဆိုင်ကတနင်္လာနေ့မှာဖွင့်တယ် TQB တတ်မှတ်ပိတ်ရက်ကတနင်္လာ तू ကတနင်္လာမှာစားကျင်တာဒီဆိုင်ကတနင်္လာမှာပိတ်တော့သဲလွန်စား3ချက်လုံးနဲ့လွတ်ကင်းလွတ်တဲ့အဖြေကနံပါတ်1ဆိုင်ဖြစ်သွားတယ်အဖြေနံပါတ်1ကိုရွေးမယ်သင်မေးွားတာနားလည်လားသဲလွန်စားထောက်တယ်သူပြောတဲ့အချက်လက်တွေကဒိုးတွေကိုထောက်ပြီးတော့ရှာတတ်ဖို့အဲ့နေရာတွေမှာထောက်ပြီးတော့ရှာသွားတာဒီတစ်ပုတ်နားမလည်သေးရင်နောက်နေ့ဗီဒီယိုပိုင်းဇက်လိုက်သင်ပေးသွားမယ်ဖြည့်တဲ့နေ့ရက်ဒီတက်နိုင်တယ်များတူတူရှိပေးမယ်လိုက်ပြီးတော့တွေးကြည့်တကယ်ဖြည့်တဲ့နေ့ကျရင်ဖြည့်တဲ့နေ့ကျရင်လက်ရှိပြောပေးတဲ့နီလန်လေးကတစ်ဖက်တစ်လမ်းကတော့အထောက်အကူနည်းနည်းပြုမှာပါဖြစ်မယ်နော်